အမားတစ်ခုကလူငယ်တွေရဲ့အနာဂတ်ကိုထာဝရဖျက်ဆီးနိုင်တယ်။ဒီနေ့ရီကပ်ပြုလုပ်ပေးမယ့်ဇာတ်ကားလေးကတော့အိမ်မက်တွေအများကြီးထမ်းပိုးထားတဲ့လူငယ်တွေရဲ့အနာဂတ်မှာမထင်မှတ်ထားတဲ့အမားလေးတစ်ခုတည်းနဲ့ဘဝတစ်ခုလုံးပျက်စီးသွားလောက်အောင်ဖြစ်စေတဲ့ထောင်တွင်းဇာတ်ကြမ်းကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာအမျိုးသမီးတွေပါဝင်မှုနေတာကြောင့်ဇာတ်ကြမ်းမှကြိုက်တယ်ခကြကြမ်းလေးမှကြိုက်တဲ့ဘရိုတို့အတွက်တော့အဆင်ပြေစေပါတယ်။ ဘရာသာတို့ဘဝမှာရောပြင်ဆင်လို့မရတော့တဲ့အမားတွေပြုလုပ်ခဲ့ပြီလား။ဒါမှမဟုတ်မမှားဖို့တွန်းအားပေးရင်းနဲ့မှားသွားခဲ့ပြီလား။ခကြကြမ်းခက်မှတ်ထောင်ဇာတ်ကြမ်းကားလေးကိုကြည့်လိုက်ကြရအောင်။ဇလန်ရဲ့အစမှာတော့စူညံနေတဲ့ចောင်းသားတွေကြားစူဖတ်ဆိုတဲ့ကောင်လေးကိုဆေးရမကသူ့မိခင်ရဲ့အလုပ်အကံကိုမေးနေပါတယ်။စူဖတ်ဟာမူရေးဆေးရောင်းတဲ့သူ့မိရဲ့အကြောင်းကိုပြောရမှာရှက်နေတော့ចောင်းသားတွေကဝိုင်းဟားနေကြတာဖြစ်ပါတယ်။ပါဆိုတဲ့ကောင်မလေးကစူဖတ်ဘက်ကကာဝယ်ပေးရင်းနဲ့ចောင်းသားတယောက်ကိုကွန်မာဘူးနဲ့ပြစ်ထည့်လိုက်ပါတယ်။ဒီတော့နှစ်ယောက်သားအရိုက်ခံလိုက်ရပြီးတော့စူဖတ်ကလည်းသူ့မိကဆေးရောင်းတာလို့အမှန်တိုင်းပြောလိုက်ပါတယ်။အမေတစ်ခုသားတစ်ခုတည်းရှိတဲ့စူဖတ်တို့မိသားစုဟာမိခင်ဆေးရောင်းလို့ရတဲ့ပတ်စံနဲ့ပဲစားတောင်းနေထိုင်ကြပါတယ်။နောက်တစ်ခါမှတော့စူဖတ်ကိုရဲအရာရှိနဲ့စေကျမ်းမာရေးဆရာဝန်ကဆင်မေးနေတာဖြစ်ပါတယ်။ဆရာဝန်မကဆေးသုံးဘူးလားလို့မေးလိုက်တော့စူဖတ်ဟာသူ့ဆေးတွေကိုအယံမုန်းတာသူ့အမေကဆေးတွေရောင်းတာလို့ဖြေလိုက်ပါတယ်။စူဖတ်ဟာကလေးဘဝကလေးကသူ့အမေဆေးရောင်းတာကိုသဘောမကျပါဘူး။အရွယ်လေးလည်းရောက်လာရောသူ့အမေဟာဆေးမှုနဲ့ထောင်ကျနေခဲ့ပါပြီ။သူတို့နေတဲ့ရက်ကွက်မှာဘာသင်ယူစရာသင်ယူမှုမရှိဘဲဇယိုက်ဆန်ပြီးတော့စိုးသွန်းတဲ့တခိုးကြိုးတွေပဲနေထိုင်ကြပါလိမ့်။ဒီထဲမှာမှစူဖတ်ဟာအထက်တန်းကျောင်းသားဖြစ်ပြီးတော့တက္ကသိုလ်တက်ဖို့ရုန်းကန်နေသူဖြစ်ပါလိမ့်။သူ့အမေကလည်းသူ့သားလေးကိုထောင်မချခင်မှားခဲ့တဲ့စကားဟာဒီနေရာကနေအပြင်ကိုရုံးထွက်ဒီလိုမကောင်းတဲ့ချီးတွင်းလိုဘဝကြီးကနေပညာတတ်တယောက်ဖြစ်အောင်လှုပ်ဆိုပြီးတော့ပြောကြားခဲ့တာကိုစူဖတ်ဟာလမ်းလျှောက်လာရင်တွေ့နေတာပါ။ဈေးတိုင်းတစ်ဆိုင်လေးရောက်ရောစူဖတ်ဟာနှုတ်ချင်ဘူးတဘူးကိုဝဲတောက်နေတော့လူတစ်ယောက်ဟာသူ့အမေနှုတ်ကိုလွမ်းလို့နေတိုင်းနှုတ်ဝင်လာတောက်တာလားလို့မေးလိုက်ပါတယ်။စူဖတ်စီကိုအဲ့ဒီလူဟာရောက်လာခဲ့ပြီးတော့မင်းအမေကထောင်ထဲမှာ25နှစ်ဆိုတဲ့အချိန်ဟာပြန်လာမှမဟုတ်တော့ဘူး။မင်းအမေကငါမယားဖြစ်ခဲ့တာမင်းအမေကငါအရင်ဆက်ပြုတ်ခဲ့တာဘာညာနဲ့စကားကြမ်းတွေပြောပြီးတော့စူဖတ်ကိုရန်လိုနေတာဖြစ်ပါတယ်။အဲ့ဒီချိန်မှာစူဖတ်တငယ်ချင်းပါရောက်လာခဲ့ပြီးတော့စူဖတ်ကိုရံမဖြစ်ဖို့ကြောင်းသွားဖို့ဝင်တားလိုက်ပါတယ်။ပါတာနေတော့မှပဲတစ်ဖက်လူရဲ့ရန်ရှာတဲ့စကားလုံးတွေစူဖတ်မခံမရနိုင်ဖြစ်ပြီးတော့ခါကြားတဲ့ကတနတ်နဲ့တစ်ချက်တည်းပြစ်ထည့်လိုက်ပါတယ်။တစ်ဖက်ကငကြောင်ကလည်းတစ်ခါတည်းပွဲချင်းပြီးကိစ္စတုံးသွားပါတော့လေ။ထောင်ကားပေါ်မှာစူဖတ်နဲ့ LGBT ကောင်လေးအတူလက်ထိတ်ကြီးနဲ့အတူပါလာခဲ့ပါတယ်။သူတို့နှစ်ဦးလူငယ်ထင်းသေးရေးတင်တန်းကျောင်းကိုအပို့ခံလိုက်ရပါတယ်။အသက်မပြည့်သေးတဲ့သူတွေဖြစ်တာမို့အချင်းထောင်ကိုမပို့တာဖြစ်ပါတယ်။ကျောင်းထဲလို့ပြောတာတကယ်တော့ထောင်လို့ပါပဲ။မချင်မနာဖြစ်ပါတယ်။ထောင်မှုရန်ရဲ့ရောက်လာပြီးတော့ဂေးကောင်လေးဝီးရနဲ့စူဖတ်တို့ကိုမေးမြန်းပြီးတော့တယောက်ကဆေးမှုတယောက်ကလူသက်မှုလားလို့ပြောပြီးတော့စူဖတ်စကားပြောတာအချို့မပြေလို့ရန်ရစ်ကစော့ပလော်တေးလိုက်ပါတယ်။အမေအိမ်နဲ့ထောင်ဟာကဘာမြေပေါ်မှာတည်ရှိနေပေမဲ့နှွေးထွေးမှုနဲ့ရက်ဆက်မှုတော့ကွာပါတယ်။ရက်ဆက်ကြမ်းကြုတ်လုံးတဲ့လူငယ်ထင်းသေးရေးထောင်ထဲမှာအာဏာအရှိဆုံးကတော့နှစ်ကြီးသမားတွေဖြစ်ကြပြီးစိုးသွမ်းနေတဲ့အသက်ပြည့်တော်မဲ့လူမိုက်တွေပဲဖြစ်ပါတယ်။ရန်ရစ်ဟာသူတို့နှစ်ယောက်ကိုခေါ်သွားပြီးတော့စိုးသွမ်းပြီးဖြန်ချနေတဲ့ဇုံးတွေလက်ထဲကိုထည့်လိုက်ပါတယ်။ထောင်မှုရန်ရစ်ဟာလူစိုးဘီယာတို့လက်ထဲထည့်ပေးလိုက်ပြီးတော့စူဖတ်နဲ့ဝီရက်တို့ကိုထောင်ဝစ်စုံနဲ့သပင်ညှပ်ပေးလိုက်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ထောင်ထဲမှာပျော်ရွှင်နေပြီးတော့ထောင်ထမင်းတွေအားရပါးရစားဆောင်နေကြတဲ့လူတစုဟာသူတို့ခေါင်းဆောင်ဘန်နဲ့ဖရန်တို့နဲ့စနှောင်နေကြတာဖြစ်ပါတယ်။ဖရန်ဟာသူတို့ထောင်ထဲလူသစ်နှစ်ယောက်ရောက်လာမှပြောပြီးတော့သူတို့အပိုင်အခန်းထဲပို့မှလားလို့မေးပြီးတော့အချင်းချင်းထပ်ဆာနေပြန်ပါတယ်။ဘီယာတပည့်ဘွိုင်းဟာအာနာရီပြပြီးတော့စူဖတ်နဲ့ဝီရက်တို့ကိုသပင်ညှပ်ပေးနေပါတယ်။ညဘက်လေးရောက်သူတို့ရဲ့ထောင်ခန်းထဲမှာစူဖတ်နဲ့ဝီရက်တို့ကိုအာနာပြလိုက်ပါလေရော။တကောင်သားတွေကမိမမရှိတဲ့နေရာဆိုတော့ရရစားမယ်ဆိုပြီးတော့ဂေးနေတဲ့ဝီရက်ကိုခေါ်ပါတယ်။စူဖတ်ကိုကြနှိပ်ပေးခိုင်းဖို့ပြောပါတယ်။ဝီရက်ကလည်းနှစ်ယောက်အတူသွားမယ်ပြောတော့စူဖတ်ဟာမင်းဘဝမင်းရွေးချယ်ပါလို့ပြောလိုက်ပါတယ်။မနူးမနက်ဝီရက်ကတော့အပြတ်မှအခေါ်ခံရပြီးတော့ဘာလာစားမဲ့ဘီယာတို့ကတော့ဘလို့ကြော်ပေးခိုင်းပြီးတော့ပွဲခံနေပါတော့တယ်။စူဖတ်ကတော့သူတို့ခိုင်းတာမလုပ်သားဆိုပြီးတော့ဝိုင်းစောဘလော်တီးခိုင်းလိုက်ပါတယ်။မနက်ခင်းဒဏ်ရာတွေဘလက်ပွားနဲ့စူဖတ်နိုးလာပြီးတော့ထောင်သားတွေအားလုံးကတော့ထမင်းစားဆောင်မှာရောက်နေတာဖြစ်ပါတယ်။ဘီယာတို့နဲ့ဘန်တို့ဖွဲ့ဟာမတိတ်ကြတာဖြစ်တော့ဘီယာတို့ဟာရန်မှုတဲ့အကြည့်နဲ့ကြည့်နေကြပါတယ်။ဘီယာကဘွိုင်းပြောတာကိုအေးမလို့ပဲသူ့ဘဲဘဲလေးကိုထမင်းစားမှာအားရှိမှာဘာညာနဲ့လောကောချော်နေပါတယ်။ဒီလိုနဲ့အားလုံးစားတော့နေချင်းစူဖတ်ရောက်လာပြီးတော့ထမင်းစားမယ်အလုပ်မကြံတော့လို့အကန့်အသတ်ပဲယူပြီးတော့စားမယ်အလုပ်မှာဘီယာရဲ့ရန်စတာကိုခံလိုက်ရပြန်ပါတယ်။ဖရန်ကတော့ဘန်နဲ့သူတို့အပိုင်ထောင်ကန်းထဲမှာစူဖတ်ကိုခေါ်ချင်နေတာဖြစ်ပြီးတော့ဘန်ကသွားမရှုပ်ဆန်းတယ်လို့ပြောလိုက်ပါတယ်။ရေချိုးတဲ့အချိန်မှာတော့စူဖတ်ကိုစီနီယာဆိုပြီးအာနာပြကျင်နေတဲ့ဘီယာတို့ကရောက်လာပြီးတော့ဘယ်ရမှအလကားမရဘူး။ရေချိုးရင်ရေကဆိုတာရှိတယ်ဆိုပြီးတော့ဒူးထောက်ခိုင်းကရင်ဘက်ကိုကန်ပါတော့တယ်။စူဖတ်ငယ်ချင်းဝီရက်ကိုပါကန်ခိုင်းပြီးတော့တကောင်သားများကပွဲကြီးကြီးခံနေပါတယ်။အားလုံးဝိုင်းပြီးတော့စွန်ကြီးလောင်းတာခံလိုက်ရတော့ထင်အောင်ထင်မှအတိတ်ကသူ့လက်ဝဲထိုးခဲ့တဲ့အဖြစ်ကိုပြန်အိမ်မက်မှတ်နေပါတယ်။ထောင်မူရရီရောက်လာပြီးတော့အချိန်9မိနစ်ပဲပေးမယ်။တန်းစီဖို့လာဆိုပြီးတော့ပြောနေချိန်မှာဝီရက်ရောက်လာခဲ့ပြီးတော့လိမ်မော်သီးတစ်လုံးကျွေးကပြန်ထွက်သွားခဲ့ပါတယ်။အယုဒ္ဓမာရန်ရစ်ကလည်းချွတ်တုံးလို့တော့ဝီရက်အစောခံလိုက်ရပြီးတော့စူဖတ်ရောက်လာချိန်မှာတော့ဘန်တို့ဖက်ကဖရန်နဲ့ပါထပ်ဖြစ်ကြတော့ဘန်ရောက်လာခဲ့ပြီးစူဖတ်ကိုသူတို့အဖွဲ့တွေခေါ်သွားပါတယ်။စူဖတ်ကလည်းဘန်တို့အဖွဲ့တွေရောက်လာပြီးမြဲဟိုဘက်ဖွဲ့မှာခံလာရတော့အကြောက်တရားကိုတန်လျာပါရှိနေပါတယ်။ဖရန်နဲ့ဘန်ရောက်လာပြီးတော့အချင်းချင်းမိတ်ဆက်ကြကအေးစေးအိတ်လုံခြုံနေပြောမှအားလုံးအိတ်သွားကြပါတယ်။ဟိုဘက်ခန့်ကဝီရက်ကတော့စူဖတ်လည်းမရှိတော့လို့အားငယ်ကအနှိမ့်ဆက်ခံနေရပါတယ်။
မနဲ့လေးရောက်ထမင်းစားဖို့ခေါ်ကြပြီးတော့စူဖက်ကိုနှုံးမဲ့အလုံးမှာညကဖရန်ပေးခဲ့တဲ့ဓာတ်နဲ့သတိနေထားအိတ်နေပြီးတော့ဘန်လာနိုးရောဒုက္ခပေးမဲ့ထင်ပြီးတော့ခုခံလိုက်ပါတယ်ဓာတ်နဲ့ချစ်မိသွားပြီးစူဖက်တောင်းပန်လိုက်တော့အားလုံးအေးဆေးဖြစ်သွားပါတယ်နေရရက်တွေကုန်းဆုံးသွားပြီးတော့အချင်းချင်းအဆင်ပြေသွားတဲ့စူဖက်တို့ကတော့ပျော်နေရှာပြီးတော့ဝိရတယောက်ကတော့အနှိမ့်ဆက်ကံဘဝနဲ့အထီးကျန်ပြီးတော့တနာစရာဖြစ်နေတော့တာပါတစ်ဖက်မှာတော့ကလင်ကချစ်ကောင်ဘီယာနဲ့ဘွိုင်းတို့ကဓာတ်ကိုချွန်ထက်နေအောင်တွေးပြီးတော့အစီရင်နဲ့တုတ်ထားကအစင်းစင်းဆောင်ထားလိုက်ပါတယ်အရင်ထက်ထောင်းနဲ့အသားကျနေတဲ့စူဖက်ကိုသူ့ကောင်မလေးပါးကထောင်းဝဲလာတွေ့ပြီးတော့စူဖက်အမေထောင်းထဲမှာတေးသွားပြီးတကြိုစရိတ်ကိုထောင်းကထောက်ပံ့ပေးလို့ကောင်းကောင်းမွန်မွန်လုပ်ပေးမှလို့ပြောလိုက်ပါတယ်စူဖက်ဟာဝမ်းရသွားပြီးနောက်ထပ်ကောင်မလေးကပါဘယ်တော့မှလာမတွေ့တော့ဘူးပြောလိုက်တော့ပို့ဆိုးသွားပါတယ်တနေ့သူတို့ဖွဲ့ကဘန်ကိုလည်းသူ့ဖေဟာထောင်းဝဲလာတွေ့ပြီးတော့မလိမ္မာလို့ထောင်းကျနေတဲ့အကြောင်းစူးငေါ့နေပါတယ်ဘန်ကလည်းသူ့ကိုသားလို့မမြင်ပဲအပြစ်ပဲပြင်းနေမယငယ်ကိုအေးလုပ်တယ်ဆိုပြီးတော့ဝမ်းထဲကထွက်သွားပါတယ်ထောင်ထဲကဘဝတွေဟာကိုစီခက်ခဲနေကြပြီးတော့ဝမ်းနေပြီးပြန်လာတဲ့စူဖတ်နဲ့ပန်ဟာသူတို့ဖွဲ့ကဖရန်နဲ့ဘီယာတို့ရန်ဖြစ်နေကြတာကိုဝင်ကူပေးရပြန်ပါလိဘန်ကရောရောင်ပြီးတော့ဘီယာအနားကိုလှည့်ချကာမေဆီကျော်နေပြီးရန်လိုလာတွေရှော့တော့ငါတို့နဲ့ပြဿနာဖြစ်ချင်တာလားမေးလိုက်တော့ဘီယာဟာဘိုင်ဝမ်ဆွဲချင်လားရတယ်နော်ရက်သာပြောလိုက်လို့စိန်ခေါ်လိုက်ပါလိညဘက်လေးရောရောင်မမြင်ဘူးမုံမြင့်ထင်းတဲ့ရုံစရာအကောင်လေးဟာအားနွယ်တဲ့ဝီရလေးကိုခေါ်ပြီးတော့ဝိုင်းတူဝိုင်းချကာနှိပ်စက်ကြပြန်ပါလိဝီရဟာအတိတ်ကသူ့ကောင်လေးနဲ့ပြောပါပြီးတော့သူ့ကောင်လေးကမွေးရည်ဆေးတွေနဲ့ကြောက်ချခဲ့တာတွေကိုပြန်တွေ့ပြီးတော့ဝမ်းနေနေပါလိထောင်ဆိုတဲ့အမျိုးဟာကြီးနိုင်ငံချင်းလုံးတဲ့သဘာဝရှိတဲ့ပါလိမနက်ခင်းစူဖတ်နဲ့ဘန်တို့ထမင်းစားနေချိန်မှာဝီရရောက်လာခဲ့ပြီးတော့စူဖတ်ရဲ့ထမင်းတွေကိုယူဆပြီးတော့ဗဇက်ထဲကသွေးတွေစီးကြလာကအသက်ဆုံးပါသွားပါလိဘီယာတို့ဟာညကမွေးရည်ဆေးနဲ့ဓားစာတွေကိုရောချွေပြီးတော့တက်ပြစ်လိုက်ကြတာဖြစ်ပါလိစူဖတ်ကတငယ်ချင်းဆုံးသွားလို့ဘီယာတို့ကိုပြဿနာရှာမယ်အလုံးမှာဘန်နဲ့ဖရန်တို့ကလိုက်လာပြီးတော့လုံခြုံရေးလာမဆိုးလို့ဒီနေ့လက်စားချေဖို့အချိန်ကောင်းမဟုတ်ဘူးလို့ပြောလိုက်ပါလိစနေနေ့နားတဲ့အချိန်မှာတော့ထောင်ဝင်းစုံပြည့်နဲ့ဘောလုံးပွဲလဲကြည်ရင်ဘီယာတို့နဲ့ချင်းထားတဲ့အချိန်ကိုစောင့်နေကြပါလိဘီယာတို့ရောက်လာကြပြီးတော့ဘန်တို့အဖွဲ့နဲ့ချင်းရန်ဖြစ်ကြကဘီယာရဲ့ကောက်ကျစ်တဲ့ညံနဲ့ဘန်ကိုအစစ်သုံးလင်းထားတဲ့ဓားကြော်နဲ့ဘိုက်ကိုထိုးလိုက်ပါလိဘန်ဟာညဘက်ရောက်တော့အဖျားတွေတက်နေပြီးတော့စူဖတ်နဲ့ဖရန်တို့ဟာကုညီရိုက်ပေမဲ့အသက်မမီတော့ပဲကွယ်လွန်သွားခဲ့ပါလိဘန်ရဲ့ဖေကတော့သူသားတည်သွားတာဘာကြောင့်လဲပြီးတော့ထောင်မှုရန်ရစ်ကမဖြေနိုင်ပဲနှုတ်ဆက်နေပါလိရံပွဲရင်ဆိုင်နေတဲ့စူဖတ်နဲ့ဘီယာတို့ဟာချင်းချင်းစကားများနေကြပြီးတော့ရေချိုးတဲ့အချိန်ခဏလေးဖြစ်တာမို့ရံဖြစ်မကောင်းဘူးဆိုပြီးတော့ညနေဘက်အားတဲ့အချိန်တစ်ဖက်လူ10ယောက်အကြည့်ထားပြီးစူဖတ်နဲ့ဘီယာတို့ဘိုင်ဝမ်ဆွဲမလို့ချိန်လိုက်ပါလိနိုင်ငံချင်းနှစ်ယောက်ဟာအချင်းချင်းနှုတ်ဆက်တဲ့စကားတွေပြောနေပြီးတော့ဒီကိုရောက်လို့လွတ်တဲ့သူဟာတည်သွားတဲ့သူပဲဖြစ်မယ်ထောင်ဆိုတဲ့နေရာဟာလမ်းလျှောက်ဖို့ခက်ခဲစွာလှုပ်ယူရတဲ့အာကာသလမ်းမဟုတ်ဘူးအလင်းဆိုတာငါတို့လိုထောင်ကြပြီးထောင်ထဲစိုးပိုင်နေတဲ့သူတွေအဖို့ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ပြောလိုက်ကြပါလိဒီလိုနဲ့အချင်းချင်းဖိုင်တင်ချဖို့အချင်းရောက်တော့အချင်းချင်းဘိုင်ဝမ်ချနေကြပြီးတော့စူဖတ်နဲ့ဘီယာဟာအလူအလဲအညိုးတွေနဲ့တပ်ပုံတွေကဘီယာကစူဖတ်ကိုအစ်စ်ပါတဲ့ဓာတ်ကြောင့်နဲ့လက်မောင်းကိုထိုးလိုက်တော့စူဖတ်တွေးကွေးသွားပြီးတော့စူဖတ်ဟာတငယ်ချင်းတွေရဲ့အကျွေးကိုပြန်သတိရပြီးဘီယာကိုအငိုက်ပြန်ဖမ်းကတာအုပ်ချုံနဲ့စက်တိုက်ထိုးပြစ်လိုက်ပါလိဘီယာဟာနေရာမှာနဲ့ကိစ္စချောသွားပြီးတော့ဘွိုင်းလာခဲ့မဲ့အလုံးမှာဖရန်ကဝင်မပါဖို့ပြောနေရင်နဲ့ထောင်မှုရန်ရဲ့ရောက်လာပြီးတော့ရံပွဲဖြစ်နေတဲ့ဘွိုင်းနဲ့ဖရန်ကိုနောက်ပြီးတော့စူဖတ်တို့ကိုရိုက်နှက်ကမောင်းထုတ်လိုက်ပါလိဖရန်နဲ့စူဖတ်တို့ကိုအကြက်ကျုပ်ထားပြီးတော့စားကောင်းသောဖွယ်တွေဝဲကျွေးကနောက်ရက်မနက်လူကြီးတွေထောင်ကိုစီနေရာချကပိုးလိုက်ကြပါလိဒီလူငယ်ထင်းသိမ်းရေးထောင်မှာတော့ဒီလောက်အတားအဆီးတွေနဲ့ဖျက်ကျော်ခဲ့ရတာဖြစ်တာမို့စူဖတ်ဟာထောင်ဝင်ပါပဲရန်ရစ်ထက်ရက်ဆက်တဲ့ထောင်မှုနဲ့တွေ့ပြီးတော့ရက်ဆက်လွန်ပြီးရက်ဆက်တဲ့ဘဝရဲ့အမှောင်တွေကိုဆက်ပြီးတော့ရင်ဆိုင်နိုင်မလားဆိုတာစိတ်ဝင်စားရပါပဲဇလန်လေးကတော့ဓမ္မရင်းပြေဆုံးသွားပြီးတော့နောက်ထပ်စိတ်ဝင်စားစရာဇာတ်ကားကောင်းတွေကိုတင်ဆက်ပေးမှာမို့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ